မင်္ဂလာပါဒီနေ့မှာတော့စာရေးဆရာတက္ကသိုလ်နီလင်းအောင်ရေးသားထားတဲ့ဝတ္ထုတွေကကဗျာတစ်ပုဒ်ကိုရွတ်ဆိုမှာဖြစ်ပါတယ်ကဗျာလေးရဲ့အမည်ကတော့အလွမ်းကဗျာအိုတိန်လွာဒီမီတီရဲ့ကိုလွင်ပါမည်နီအကျွန်ုပ်၏ချစ်သူရှိရာရဲ့ကိုရောက်မည်ဆိုရင်အကျွန်ုပ်၏တောကကိုပြောပြပါလေအိုမိုးစင်ငယ်ငယ်ဒီမီတီရဲ့ရက်ကိုပြန်တမ်းမည်နီအကျွန်ုပ်၏ချစ်သူရှိရာရဲ့ကိုရောက်မည်ဆိုရင်အကျွန်ုပ်၏တောကကိုပြောပြပါလေအိုလင်းရင်ဒီမီတီရဲ့ကိုတိုက်ခိုက်မည်နီအကျွန်ုပ်၏ချစ်သူရှိရာရဲ့ကိုရောက်မည်ဆိုရင်အကျွန်ုပ်၏တောကကိုပြောပြပါလေတိမ်လွာလည်းမမြင်မိုးဆွေငယ်လည်းမရှိလေညင်းလေးလည်းမတိုက်ကတ်တဲ့အခါကျွန်ုပ်၏တောကဟာအကျွန်ုပ်ကိုသာလောင်မြိုက်ချီတကား